ကောင်းဘူးဟိုပါလို့ကောင်းနေတယ်အရင်ကလည်းနောက်ကျောလည်းထုံးနေလို့ရကြတော့ဒီလက်တွေကလည်းထုံချင်းနေတာဘာဖြစ်နေလဲမသိဘူးဒီလိုလေဒီမှာခွင့်ရတယ်3ရက်ဖြစ်နေပြီဒီနေ့ကမသွားလို့ရတော့ဘူးအဲ့တော့ပြဿနာပဲဟာဘာလို့လော့မသိတော့ဘူးမတရားလဲဆိုတော့နေမကောင်းတော့အားမလေးရကြရဲ့ငါလေးနေရပါကြပုံတိုင်းနေဆန်းတယ်ဟာဘာလဲဘာမှဖုန်းလာဘာမှမတက်အော်ဒီမှာငါမျိုးပြီးတဲ့တိုင်းနေမင်းမျိုးလားနဲ့အရှင်မျိုးကြည့်ပြောလိုက်ဟာဘာမှလဲဟိုကဘာခိုင်းဖို့ရှိလဲမသိစက်တာဘူးခဏလေးဘာခိုင်းမလဲဒီမှာငါမအောင်ငါမရှိလို့လားပြောလိုက်ပြီးရောဗျာပြီးရောမဟုတ်ဘူးဟယ်လိုရပါဟေးပြောဘာမှမရှိဘူးလားဟေးမမဟိုလေခုနလေးရေးချကိစ္စရှိလို့ဟိုဘက်ရောထွက်သွားတယ်ဟာအဲ့ဒါမှပြဿနာလေဒီကအကိုရဲ့မိန်းကနေမကောင်းဘူးအဲ့ဒါမမကိုဒီကိုခေါ်မလို့ဟာအဲ့မှာဘယ်လိုလုပ်ရမလဲဒီမမလည်းရေးပေါ်ကိစ္စရှိလို့ဆိုပြီးတော့ဟိုဘက်ရောထွက်သွားတယ်ငါလည်းခဏနေဟိုမှာလဲလဲဆင်းရအောင်မှာတပတ်လောက်တော့အားမမဟုတ်ဘူးကျွန်တော်တို့လည်းဟောလို့တော့ကွာဒီမှာအိမ်မှာဘူးမှမရှိဘူးအကိုလည်းလုံးသွားလို့မရတော့ဘူးဒီမှာမင်းအမတော်တော်နေမကောင်းဖြစ်နေတာအဲ့ဒါဘယ်လိုနည်းနဲ့ဖြစ်ပြောင်းအိမ်ကိုလာလိုက်ရပါလားကွာဟိုလေသူကတော့ဘယ်ချိန်ပြန်လာမဲတော့မသိဘူးသူလာရင်တော့ပြောလိုက်မယ်ဒီနော်အေးပါကွာအဲ့ဒါဟုတ်ပြီလားဒါပဲနော်မမမရှိဘူးတဲ့နော်ပြီးတော့မင်းရဲ့မောင်ကလည်းဒီတွေကိုဆင်းအောင်ဝဲတဲ့တပတ်လောက်အားမမဟုတ်ဘူးတဲ့တွေ့လားအရင်ချစ်ကြတာနော်သူ့မနေမကောင်းတာတော့မလာကြည့်ရဘူးတွေ့လားအရင်ချစ်ကြတာမပြောချင်ဘူးဟုတ်ကဲ့ဟဲ့ငါတိုင်းလို့ရှင်ငါ့ကိုလာခိုင်းတော့မှာပေါ့ဟဲ့နေနားမလဲဘူးလားငါအကြည့်နေတယ်ဟုတ်ကဲ့တော့တွေ့ရဟဲ့ဒီကလေးလေးနေအစင်ပြောင်ကြည့်ပြောရတယ်လေသူတို့ကိစ္စတွေကြီးပဲအော်သူတို့ကိစ္စတွေမို့လို့ခေါ်တာပေါ့နင်ဆိုတော့ညကလေးညကြည့်ပြောလို့ရတယ်ငါကအကြီးပြပြဟဲ့သူတို့ပေးတာကန်းတာလေငါတို့ကယူထားတယ်စားထားတယ်လေဘာလို့ဆိုတော့ကောင်းလာဟဲ့နင်ကလေအဲ့ဒါလေတော့မမပါမတော့ဟဲ့သွားနိုင်ဘူးကောင်းရတော့ဒီမှာခလေးဆိုလေဘာမှမသိနိုင်ဘူးပြောလာမသိပါဘူးညကြရဲ့အဲ့ဒါလေမမောက်ထက်ဆက်ကြည့်ပြီးတော့ရေရှုံးပါလေဘာမှမသိညာမှမသိဘူးမဟုတ်ဘူးသူတို့ကအဲ့ဒါစားကြရတယ်မသွားတာလေမကုံသေးလို့ဒီမှာကုံလာမှာတွေ့လားနေမကောင်းလိုက်ပါကောင်းတယ်သိရမို့သူတို့ကကုံသွားရင်လာမှာအေးမမဟဲ့အဲ့ဒါပြောနေတယ်ယောက်ျားအလုပ်သွားဖို့ပြင်လိုက်အောင်မယ်နော်ဟုတ်ပြီနော်နေကောင်းအောင်နေရောနေကြတယ်ဆေးတွေပါတောက်အောင်နော်ယောက်ျားလာမှပဲစီးကမှပြအေးပါဟုတ်ပြီယောက်ျားမအောက်သွားပြင်လိုက်အောင်စောစောပြန်ခဲ့နော်ဟေးဒီမှာဖုန်းကလာပြန်ပြီတော့ပေးရပွဲလေးမသိပါဘူးတော့ဟုတ်ပါဘူးတတိယဟယ်လိုဟယ်လိုဟဲ့မေဖြူရှင်ကိုလေးပါ